ရေမီတာတက်ဆန်ထားခြင်းမရှိတဲ့ရေဆက်သွယ်မှုတွေကိုရေသုံးစွဲမှုပမာဏရဲ့60အထိကောက်ခံသွားမှာဖြစ်တယ်လို့သိရပါတယ်။ရန်ကုန်မှာရေမီတာပျက်စီးပျောက်ဆုံးဒါမှမဟုတ်ရေမီတာတက်ဆင်ထားခြင်းမရှိတဲ့ရေဆက်သွယ်မှုတွေကိုအခြေခံရေသုံးစွဲမှုပမာဏရဲ့60အထိရေဘိုးရေခါကောက်ခံသွားမယ်လို့ရန်ကုန်မြို့တော်စီပင်သားရေးကော်မတီကအတည်ပြုထားပါတယ်။နေအိမ်တွေမှာအခြေခံရေသုံးစွဲမှုအဖြစ်လစဉ်10ယူနစ်စီးပွားသုံးအတွက်20ယူနစ်လုပ်ငန်းသုံးစက်ရုံသုံးအတွက်30ယူနစ်သတ်မှတ်သွားမှာဖြစ်တယ်လို့သိရပါတယ်။အခြေခံယူနစ်ကနေသုံးစွဲတဲ့ပမာဏများရင်များသလိုကျသင့်မဲ့သဘောပါ။ရေသုံးစွဲသူတွေမဖြစ်မနေပေးဆောင်ရမယ့်အနည်းဆုံးပမာဏကတော့30ယူနစ်စာဖြစ်ပြီးရေဘိုး1ယူနစ်နှုန်းမှာနိုင်ငံသားအိမ်သုံးအတွက်330ကျပ်နိုင်ငံသားစီးပွားသုံးအတွက်950ကျပ်နိုင်ငံသားလုပ်ငန်းသုံးစက်ရုံသုံးအတွက်660ကျပ်ဖြစ်ပါတယ်။အဲ့ဒီသတ်မှတ်ချက်ကြောင့်တစ်လကိုအနည်းဆုံး3300ကျပ်ရေမီတာကဆောင်ရမှာဖြစ်ပါတယ်။ဒါအပြင်နိုင်ငံသားအိမ်သုံးအတွက်880ကျပ်နိုင်ငံသားစီးပွားသုံးအတွက်1100ကျပ်နိုင်ငံသားလုပ်ငန်းသုံးစက်ရုံသုံးအတွက်1320ကျပ်ကျတင်မှာဖြစ်တယ်လို့သိရပါတယ်။သုံးစွဲတာများရင်ကျတင်နှုန်းထားမြင့်တဲ့စနစ်ကိုကျင့်သုံးသွားမှာဖြစ်ပြီးနိုင်ငံသားရေသုံးစွဲမှုမှာ30ယူနစ်နဲ့အထက်ဆိုရင်950ကျပ်60ယူနစ်နဲ့အထက်ဆိုရင်660ကျပ်တိုးမြင့်ကောက်ခံသွားမှာဖြစ်တယ်လို့နိုင်ငံသားရေသုံးစွဲမှုမှာ30ယူနစ်ကျော်ရင်1100ကျပ်60ယူနစ်ကျော်ရင်1320ကျပ်ကျတင်မှာဖြစ်တယ်လို့အတည်ပြုထားပါတယ်။ဘယ်ရေသုံးစွဲမှုအမျိုးအစားမဆိုရေမီတာပျက်စီးပျောက်ဆုံးတက်ဆင်ထားခြင်းမရှိရင်ရေဆက်သွယ်မှုတွေအတွက်အခြေခံရေသုံးစွဲမှုရဲ့6ဆကောက်ခံမယ်လို့အတည်ပြုထားပါတယ်။ရန်ကုန်မြို့မှာတောက်တုံးရေကြီးများအောင်ဖြည့်ဝေပေးနိုင်ဖို့ရေလေလွင့်ဆုံးတာကိုလျှော့ချနိုင်ဖို့ရေသုံးစွဲမှုအပေါ်စီမံခန့်ခွဲထိန်းချုပ်နိုင်ဖို့ရေကိုမဖြုံးသီးပဲတန်ဖိုးထားခြေသားသုံးစွဲစေဖို့ရည်ရွယ်ပြီးရေသုံးစွဲတဲ့ပမာဏအတိုင်းပေးဆောင်ရတဲ့ကောက်ခံမှုစနစ်ဖြစ်စေအောင်ရည်ရွယ်လှုပ်ဆောင်တာလို့သိရပါတယ်ရှင်။